မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ကျွန်မရဲ့ YouTube channel ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်မကတော့ Digital Business Owner တယောက်ဖြစ်ပါတယ်ကျွန်မနာမည်ကတော့နှုတ်ကြည့်ကြိုဖြစ်ပါတယ်ဒီကနေ့ကျွန်မ share လုပ်ပေးချင်တဲ့အကြောင်းအရာကဒီစီးပွားရေးမှာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ဖို့ဘယ်လိုအချိန်ပေးပြီးလုပ်ကိုင်ရမလဲဟုတ်ကဲ့ပါဒီစီးပွားရေးဒီ online စီးပွားရေးဖြစ်တဲ့ online ကနေကျမတို့ကတတနဲ့လုပ်ကိုင်နေတဲ့စီးပွားရေးဖြစ်တဲ့မိမိကဘယ်နိုင်ငံမှာနေဘယ်နေရာမှာမဆို internet ရတယ်ဆိုရင်လုပ်ကိုင်လို့ရတဲ့စီးပွားရေးဖြစ်တဲ့မိမိမှာဖုန်းရှိတယ် laptop ရှိတယ်သို့မဟုတ် tablet ရှိတယ်ဆိုရင်အလွယ်တကူနဲ့စတင်လုပ်ကိုင်လို့ရတဲ့စီးပွားရေးဖြစ်တဲ့ဒါဆိုကျမတို့လုပ်ပေးရမယ့်အပိုင်းဒီ10ရာခိုင်နှုန်းသာလုပ်ပေးရမှာဖြစ်ပါတယ်ကျန်တဲ့90ရာခိုင်နှုန်းကိုတော့ system ကကျမတို့တို့ကူညီလုပ်ပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီစီးပွားရေးမှာအောင်မြင်ဖို့ရအတွက်ကျမတို့ဘယ်လိုအချိန်ပေးရမလဲဘယ်လိုလုပ်ကြရမလဲဟုတ်ကဲ့ပါဒီစီးပွားရေးဒီတင်ယူလေ့လာမှုများပြုလုပ်ဖို့လိုအပ်တာဖြစ်တယ်စီးပွားရေးလုပ်ငန်းရှင်တိုင်းအတွက်တန်းတူအခွင့်အရေးပေးထားတယ်စီးပွားရေးလုပ်ငန်းရှင်တိုင်းကို training video အပြည့်အဝပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကဒီ training video တွေကိုတေချာကြည့်ပြီးတေချာလိုက်ပြီးတော့လုပ်လို့ဆိုရင်ကိုယ့်ရဲ့စီးပွားရေးကအောင်မြင်တိုးတက်မှာအမှန်ပဲဖြစ်ပါတယ်ဒါကြောင့်ကျမတို့ကတင်ယူလေ့လာမှုအပိုင်းမှာအချိန်ပေးဖို့လိုအပ်တယ်လို့ကျမတို့ရဲ့စီးပွားရေးကိုအောင်မြင်ဖို့တိုးတက်ဖို့လူအများသိအောင်လူအများစိတ်ဝင်စားအောင်ကျမတို့ creation တွေပြုလုပ်ပြီးစီးပွားရေးရဲ့အခွင့်အလမ်းတွေကိုကြော်ညာပေးရမှာဖြစ်တယ်ဒါကြောင့်ကျမတို့အနေနဲ့ကိုတိုင်ကပါဝင်ပြီးတည်ဆောက်ဖို့လိုအပ်တာဖြစ်တယ်ကိုတိုင်ကလုံလဝရိယအားစိုက်ဖို့လိုအပ်တာဖြစ်တယ်အချိန်ပေးဖို့လိုအပ်တာဖြစ်တယ်မိမိမှာလက်ရှိအလုပ်ရှိနေတယ်ဆိုရင်လည်းလက်ရှိအလုပ်နဲ့ digital စီးပွားရေးကိုဘယ်လိုအချိန်ပေးပြီးလုပ်ကိုင်ရမလဲအချိန်ဘယ်လောက်ပေးရမလဲဆိုတော့ကိုတိုင်ကကိုယ့်ရဲ့စီးပွားရေးကိုစီမံခန့်ခွဲနိုင်တာဖြစ်တယ်ဒါကြောင့်ကိုကဒီစီးပွားရေးပေါ်မှာအချိန်ပြည့်လုပ်ကိုင်နေသလားအချိန်ပိုင်းလုပ်ကိုင်နေသလားအချိန်ပိုင်းလုပ်ကိုင်တဲ့သူအတွက်ဆိုလို့ရှိရင်လည်းအချိန်လေ့လာမှုပိုင်းမှာအချိန်သက်တနာရီဝက်လောက်ပေးဖို့လိုအပ်တယ်လို့ကျမတို့ creation တွေပြုလုပ်ဖို့ရန်အတွက် post တွေလုပ်ဖို့ရန်အတွက်လည်းအချိန်နာရီဝက်တနာရီလောက်ပေးပြီးတစ်နေ့ကိုအချိန်အနည်းငယ်ပေးပြီးလုပ်ကိုင်ပေးဖို့လိုအပ်တာဖြစ်တယ်။ဒါကြောင့်ဒီစီးပွားရေးပေါ်မှာမိမိက design နဲ့လုပ်သွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးရဲ့ငွေလမ်းကြောင်းတွေအများကြီးကိုကမြင်လာတာဖြစ်တယ်။ဒါကြောင့်ဒီစီးပွားရေးဒီမိမိအတွက်အချိန်လွတ်လပ်မှုရှိလုံနာမကငွေကြေးလက်မှုရှိတဲ့စီးပွားရေးဖြစ်ပါတယ်။ဒါကြောင့်ကိုတိုင်ကကိုယ့်ရဲ့စီးပွားရေးကိုစီမံခန့်ခွဲပြီးအချိန်ပေးပြီးလုပ်ကိုင်မှသာကိုယ့်ရဲ့စီးပွားရေးကအောင်မြင်တိုးတက်မှာဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေများကဒီ digital စီးပွားရေးကိုစိတ်ဝင်စားရဆိုရင်ကျွန်မရဲ့ website မှာခါပဲလေးလာလို့ကျွန်မကဖိတ်ခေါ်